ဒီနေ့ကျွန်တော်မိတ်ဆက်ပေးမယ့် game လေးကတော့ pay to win လုံးဝမဆန်ဘဲနဲ့ဟိုဟာ free to play ဆောက်လို့ရမယ်။ Wuxie စတာ game ဖြစ်တဲ့ Why Win Me ဆိုတဲ့ game လေးနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်။ Why Win Me ရဆိုလို့ရှိရင်တရုတ်နိုင်ငံရဲ့မင်း50တိုင်းပြည်10တောင်ကိုအခြေခံပြုလုပ်ထားပြီးတော့ Wuxie Open World RPG style game မျိုးစားဖြစ်ပါတယ်။ Why Win Me မှာဆိုလို့ရှိရင် player ကကိုကြိုက်တဲ့ဟို action တွေဟိုဟာလုပ်ပြုလုပ်ရပြီးတော့ character ကိုလည်းကိုကြိုက်တဲ့ပုံစံဖွဲ့စည်းလို့ရပါတယ်။ Why Win Me မှာပါလာတဲ့ဥစ္စာတွေကတော့တိုင်းပညာရေးလည်းမျိုးစုံသင်ယူလို့ရမှာဖြစ်ပြီးတော့သူ့ရဲ့ကိုယ့်ရဲ့ play style ပုံမှာမူတည်ပြီးတော့ဟိုကိုဆော့ရဲ့ဟိုဟာဟိုအန်ဂျင်တွေကလုံးဝပြောင်းရမှာပေါ့နော်တယောက်လည်းဟိုမတူတဲ့ဥစ္စာတွေလည်းလုပ်လို့ရသလိုဟိုအလုပ်တွေလည်းမျိုးစုံလုပ်လို့ရမယ် action style ကလည်းလုံးဝ parry counter တွေပါတဲ့အတွက်ကြောင့်ပို့ပြီးတော့ဟိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါရင်မကသေးပါဘူး Why Win Me ကဆိုလို့ရှိရင်ဟိုအတမွေးဝမ်းကြောင်းတွေလည်းပြုလုပ်လို့ရပါတယ်ဆရာဝန်လုပ်မလားကုန်တယ်လုပ်မလားပြည်သူကပညာရှင်လုပ်မလားတခြားအလုပ်ပေါင်းများစွာတွေလည်းပြုလုပ်လို့ရပါတယ်ပြီးတော့ကိုကတင်းနေတဲ့တင်းတူဖွဲ့ပြီးတော့ဟိုဂိုင်းထောင်တာပဲဖြစ်ဖြစ်ဂိုင်းနေတော့ join တာပဲဖြစ်ဖြစ်လည်းပြုလုပ်လို့ရပါတယ်တကယ်ချင်းနဲ့တွေးတောက်ဖွဲ့တာတော့ဟိုကိုကြိုက်တဲ့ဟိုရီးစားနဲ့ချစ်သူနဲ့ပဲဖြစ်ဖြစ်ဟိုအတွဲဖြစ်အောင်လုပ်လို့ရတာလို့ပေါ့လေပေါဝင်ပါတယ်ဒီ game ရဲ့အဓိကကတော့ pay to win လောက်မဟုတ်ဘဲနဲ့ free to play style ပဲဖြစ်ပါတယ် free to play ဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်သူပဲဖြစ်ဖြစ်ဆော့လို့ရပါတယ်ဒီ game ကဗမာရရှိနေပြီလဲဆိုရင်အဓိကနိုဝင်ဘာ14ကျရင် PC မှာစပြီးတော့စတင်ထွက်ရှိပါရမယ် PC မှာဆိုလို့ရှိရင်တော့ stream ကနေ download လုပ်နိုင်ပါတယ်ဟိုဟာ mobile version အနေနဲ့ကတော့နည်းနည်းတော့စရမှာတင်ပါတယ် PC နဲ့ PS5 မှာစပြီးတော့ထွက်မှာပေါ့နော်အဓိကတော့ဒီ game က cross play ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ mobile ရော PC ရောတူကစားလို့ရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ mobile နဲ့ပဲဆော့ PC နဲ့ပဲဆော့ကိုတကယ်ချင်းနဲ့တူဆော့လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ Why Win Me ဆိုတဲ့ game လေးကိုစောင့်ကြည့်ပြီးတော့ဟိုဟာကစားသင့်တယ်လို့ကျွန်တော်ထင်နေပါတယ်ဟိုဟာနိုဝင်ဘာလ14ရက်နေ့မှာကျွန်တော်တို့တကယ်လို့ PC ရှိရလူတွေဆိုလို့ရှိရင် PC နဲ့စတင်ပြီးတော့ကစားလို့ရပြီဖြစ်တဲ့အတွက် stream မှာသွားပြီးတော့ register သွားလုပ်ထားပါလို့ကျွန်တော်ကတော့အကြံပေးလိုက်ပါတယ် Why Win Me ဆိုတဲ့ game လေးလည်းကျွန်တော်ရဲ့ဟို YouTube channel ကနေပြီးတော့ကျွန်တော် stream လုပ်ပြီးတော့ live လွှင့်ပါမယ်တကယ်လို့ကျွန်တော်ကိုအားပေးနေတယ်ဆိုရင်လည်း like and follow လေးလုပ်ပြီးတော့ share ခဲ့ပေးပါအောင်အခုမှစတင်ပြုလုပ်တဲ့အတွက်အတန်အမားပါခဲ့ရင်ရှိတော့ကျွန်တော်တောင်းပန်ပါတယ်ကျေးဇူးတင်ပါတယ်